မနိုင်ဝင်နေတဲ့ထားရတယ်လို့စိတ်ဖိစီးနေပြီလားမနက်မိုးလင်းတာနဲ့အလုပ်တွေကပြီးနေတယ်အထွေးတွေကများနေတယ်ဘာစလုံးဝမှမတည်ဘူးဒီလိုခံစားချက်မျိုးကစိတ်ဖိစီးမှု stress ပါပဲစိတ်ဖိစီးမှုကခဏတာဆိုရင်တော့ပူကြိုးစားဖို့လှုံ့ဆော်မှုတွေပေးနိုင်ပေမဲ့ရေရှည်ဖြစ်လာတဲ့အခါမှာတော့စိတ်ရောကိုယ်ရောပါပြင်ပန်းတွဲနေစေပါတယ်ဒါကိုယ့်ရဲ့နေ့စဉ်ဘဝအလုပ်ဆက်ဆံရေးတွေကိုပါထိခိုက်လာနိုင်စေပါတယ် stress ကိုလျှော့ချဖို့ဘာတွေလုပ်နိုင်မလဲကြီးကြီးမားမားတွေချက်ချင်းပြောင်းလဲဖို့မလိုပါဘူးကိုတက်နိုင်တဲ့ခြေလမ်းသေးသေးလေးတွေကနေစတင်ကြည့်လို့ရပါတယ်နံပါတ်1ကိုယ့်ရဲ့ stress ကိုအတိမတ်ပြုပါပထမဆုံးကိုစိတ်ဖိစီးနေရဲဆိုတာကိုလက်ခံဖို့လိုပါတယ်ဘာကိုအဓိကစိတ်ဖိစီးစေတာလဲအလုပ်လားငွေကြေးလားဆက်ဆံရေးစတဲ့အကြောင်းရင်းကိုသိရမှဖြေရှင်းမှုလွယ်ကူမှာဖြစ်ပါတယ်နံပါတ်2လုံနိုင်တာကိုပဲအာရုံစိုက်ပါကိုထိန်ချိုးလို့မရတဲ့အရာတွေဥပမာသူများရဲ့အပြုအမူဖြစ်ပြီးသွားတဲ့အမှားတွေအတွက်စိုးရိမ်ပူပန်တာမျိုးဟာစိတ်ဖိစီးမှုကိုပိုဖြစ်စေပါတယ်ဒါကြောင့်ထိန်ချိုးလို့ရတဲ့ကိုယ့်ရဲ့တုံ့ပြန်မှုကိုလုံနိုင်တဲ့အပိုင်းလေးကိုပဲအာရုံစိုက်ကြရအောင်ပါနံပါတ်3ကိုယ်ခန္ဓာကိုယ်လည်းဂရုစိုက်ဖို့မမေ့ပါနဲ့ stress ကခန္ဓာကိုယ်ကိုဓာတ်ရိုက်တက်ရောက်ပါတယ်ဒါကြောင့်အေးအေးဝါးဝါးအိပ်ပါကောင်းမွန်တဲ့အိပ်စက်မှုဟာစိတ်ဖိစီးမှုကိုဖြေရှင်းနိုင်တဲ့နည်းလမ်းတွေတည်းတစ်ခုပါပဲအာဟာရဖြစ်တာလေးတွေစားပါတင်စားစားစာတွေကက်ဖင်းတက်များတာတွေက stress ကိုပိုဆိုးစေနိုင်ပါတယ်လှုပ်ရှားမှုလေ့ကျင့်ခန်းလေးတွေလုပ်ပါလမ်းလျှောက်တာယောဂကျင့်တာတွေးပူလေ့ကျင့်ခန်းလုပ်တာလိုမျိုးရိုးရှင်းတဲ့လှုပ်ရှားမှုလေးတွေဟာကိုယ့်ရဲ့စိတ်ဖိစီးမှုကိုလျှော့ချစေပါတယ်ခဏရန်နာတာကိုအပြစ်မမြင်ပါနဲ့အလုပ်တွေစက်တိုင်းမလုပ်ပဲဂျားထဲမှာခဏအနားယူတင်ပါတယ်9မိနစ်10မိနစ်လောက်မျက်လုံးခဏမိတ်ပြီးအသက်ရှူလေ့ကျင့်ခန်းလုပ်တာဒါမှမဟုတ်တချင်နာထောင်တာမျိုးဟာစိတ်ကိုပြန်လဲလန်းဆန်းစေနိုင်ပါတယ်နံပါတ်5နိုးလို့ပြောတတ်အောင်လေ့ကျင့်ပါကိုမှတကယ်မနိုင်ဝန်တွေဖြစ်နေပြီဆိုရင်နောက်ထပ်တောင်းဆိုမှုတွေအလုပ်တွေကိုညှင်းပယ်ကြည့်ဖို့ဝင်မလေးပါနဲ့ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုဦးစားပေးတာမို့အပြစ်ရှိစိတ်မျိုးလဲခံစားနေဖို့မလိုပါဘူးနော်အစိတ်ဖိစီးမှုတွေကိုတယောက်တည်းခံစားနေဖို့မလိုပါဘူးစိတ်ဖိစီးမှုတွေများတာမတော်လို့မကြိုးစားလို့လည်းမဟုတ်ပါဘူးဒါကိုယ့်ရဲ့ဘဝကိုကြိုးစားရက်တည်နေရတဲ့တက်တည်တစ်ခုပဲဖြစ်တာမို့ဒီဝင်တွေကိုတယောက်တည်းအကြာကြီးတည်ထားဖို့မလိုပါဘူး